တော်တစ်တော့ဆိုဝဲတဲ့ကိုနှိပ်လိုက်မယ်နော်ဒါဆိုရင်ဒီနားရောက်ရင်ကျွန်တော်တို့ဒီကကိုယ်ဘယ်နားမှာသွားပြီးတော့နှိပ်ရတာလဲဆိုရင်အဓိကတော့မိတ်ဆွေတို့ profile ထဲမှာမိတ်ဆွေတို့ဝင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ကိုယ့်ရဲ့ profile ထဲမှာမိတ်ဆွေတို့ဝင်လိုက်ပြီဆိုရင်နောက်ထပ်မှာကိုယ့်ရဲ့ setting ဆိုတဲ့ထဲမှာထပ်မှန်ပြီးတော့ဝင်ရမှာဖြစ်ပါတယ်နော်အပေါ်မှာကျွန်တော်မြပြပေးရအတိုင်းပါနော်ဒါဆိုရင်အဲ့ဒီကိုယ့်ရဲ့ setting နဲ့ကိုနှိပ်ပြီးတော့ဒီမှာဆိုရင်အောက်မှာsetting ဆိုပြပေးတာဖြစ်ပါတယ်နော်ဒီမှာဆိုရင်မိတ်ဆွေတို့ကြည့်လိုက်ဒီအောက်မှာဆိုရင် setting ပုံစံလေးနဲ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်မိတ်ဆွေတို့အပေါ်မှာမိတ်ဆွေတို့ဆွဲတင်လိုက်ပါနော်ဟိုးအောက်ဆုံးမှာရှိတယ်ဒီမှာဆိုသူပြပြီးထားတာရှိတယ်နော်အကောက်ပြောင်းပါဆိုတဲ့နေရာမှာမိတ်ဆွေတို့နှိပ်ကြည့်လိုက်ပါခင်ဗျနော်အစီရင်အဲ့ဒီအကောက်ပြောင်းပါနှိပ်လိုက်ပြီဆိုရင်ဒီမှာကကျွန်တော်ရဲ့ TikTok ထိုင်းအကောက်ပေါ့နော်3ခုရှိပါတယ်ဒါဆိုကျွန်တော်တို့ဒီအဲ့ဒီအပေါင်းလက္ခဏာကိုနှိပ်လိုက်ပါခင်ဗျနော်ဒီနားရောက်ပြီဆိုမိတ်ဆွေတို့ဘာတွေထဲရမှာလဲဆိုရင်ဒီမှာမိတ်ဆွေတို့တီးရမယ့်တစ်ချက်ကတော့မူလမှာမိတ်ဆွေတို့အကောက်ထဲမှာထိုင်းလို့ location ပြနေမယ်နော်ဒါဆိုကျွန်တော်တို့တွေကဂျပန်လို့မျိုးပြောင်းရမှာဖြစ်ပါတယ်နော်ဂျပန်လိုမျိုးအရင်ဆုံးပြောင်းရမယ်အဲ့ဒီထိုင်းဆိုတဲ့စာလုံးကိုနှိပ်ရမှာဖြစ်ပါတယ်နော်ဒါစီဒီထဲမှာရောက်ပြီဆိုရင်မိတ်ဆွေတို့ဒီမှာဂျပန်လို့ရိုက်ဆက်လိုက်ပါခင်ဗျနော် J E P E N ဂျပန်ပါနော်ဒါဆိုဒီမှာကတော့ဂျပန်ဆိုပြီးတော့ပေါ်လာပြီပေါ့နော်မိတ်ဆွေတို့ကြည့်လိုက်နော်ဒီမှာဆိုရင်ဂျပန်လို့မျိုးပေါ်လိုက်ပြီနော်အဲ့ဒါလေးကိုနှိပ်လိုက်ခင်ဗျနော်နှိပ်လိုက်ပြီးဆိုရင်မိတ်ဆွေတို့ဒီအောက်မှာဆောနာထိုင်းလို့ပေါ်တဲ့စာလုံးကိုဂျပန်လို့ဖြစ်သွားပြီခင်ဗျနော်ဒါဆိုဂျပန် location ပြပြီးဆိုရင်မိတ်ဆွေတို့ကျွန်တော်တို့နောက်ထပ်မှာဆိုရင်ဘယ်မှာနှိပ်ရတာလဲဆိုရင်ကျွန်တော်တို့ဒီအောက်မှာဆိုရင်Gmail ကိုအသုံးပြုဆက်လုပ်မယ်ဆိုတဲ့စာလုံးကိုနှိပ်ပါခင်ဗျနော် Gmail ကိုဆက်သုံးမယ်ဆိုတဲ့တစ်ခုနှိပ်မယ်နော်အဲ့ဒါမှဂျပန်ကိုကျင်သွားလိမ့်မယ်နော်ဒါဆိုရင်ကျွန်တော်အဲ့အကောင့်ထဲမှာရှိတဲ့ Gmail အကောင့်ကိုဝင်မှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ကဘယ် Gmail ကိုသုံးမှလဲဆိုရင်ဒီထဲမှာဆိုတော့နှစ်ခုပေါ့နော်ကျွန်တော်မသုံးဘူးသေးတဲ့နှစ်ခုရှိပါတယ်ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ကဒီတစ်ခုကိုဆိုင်းပြီးတော့သုံးကြည့်မယ်ရမှာရပါတော့ဒါဆိုရင်ဒီတစ်ခုကိုနှိပ်လိုက်ပြီဆိုရင်သူကလုံနေတယ်နော်ခဏလေးစောင့်ဒါဆိုရင်ဒီထဲမှာဆိုရင်သူကမွေးတက်ကြက်တွေရွေးခိုင်းတယ်နော်ဒါဆိုကိုယ့်ရဲ့မွေးတက်ကြက်လေးကိုရွေးလဲပါခင်ဗျနော်မွေးတက်ကြက်အမှန်တခိုင်းထဲရမှာဖြစ်ပါတယ်မွေးတက်ကြက်အမှန်နော်လိန်ပြီးတော့ထဲတော့မရဘူးမိတ်ဆွေတို့လိန်ပြီးတော့ထဲမိတ်ဆွေတို့ဘန်ချောက်တဲ့ချိန်ကျရင်ဒုက္ခရောက်လိမ့်မယ်နော်ဆက်လုံးမယ်ဆိုတဲ့ဟာနေလိုက်မယ်ဒါဆိုရင်ဂျပန်ကောက်ရဖို့တော့တည်ချသွားပြီနော်ဒီမှာကျွန်တော်ရဲ့နာမည်ကဝီဖြိုးတယ်နော်သူကပြပေးထားတယ်ဒါဆိုရင်ကျွန်တော်ဒီနာမည်ကိုမကြိုက်ဘူးဆိုရင်တော့ပြောင်းလို့ရတယ်ခင်ဗျာနော်ဘယ်လိုမျိုးထားရမှာလဲဝီဖြိုးပဲထည့်လိုက်မယ်နော်အသေးပဲကြီးတဲ့တေးတွေလုံးနေတော့နော်ဒီမှာဆိုရင်ရသွားပြီစီမိစီတော့ကိုယ့်ရဲ့နာမည်တွေကဒီမှာရသွားပြီစီကိုယ်ဆက်လုပ်မယ်လို့နှိပ်လိုက်ပါနောက်စီဂျပန်အကောင့်လို့ရသွားပြီကျွန်တော်ထင်တယ်နော်ကျွန်တော်တို့ဒီနားရောက်ပြီဆိုကျွန်တော်တို့ဒီဂျပန် region အကောင့်ဟုတ်မဟုတ်ကျွန်တော်တို့သွားပြီးတော့စစ်ဆေးမယ်နော်ဒါဆိုစောနာမိစီတို့ကျွန်တော်တို့ဒီအောက်မှာကိုယ့်ရဲ့ profile ထဲကိုပဲဝင်ပြီးတော့စစ်ဆေးလိုက်ပါခင်ဗျာနော်ကျွန်တော်များပြတဲ့အတိုင်းပြန်ပြီးတော့ပြန်စစ်တာပေါ့နော်ရမှာရသွားပြီးတော့ကြည့်မှာဖြစ်ပါချက်တွေလိုဝက်ကီးတွေဒီလိုမျိုးတွေသူကလောက်ခိုင်းနေပေါ့နော်တကယ်လို့လုံးမယ်ဆိုရင်တော့ဒီမှာဆိုကိုယ့်ရဲ့ဖုန်းနံပါတ်တွေထည့်မယ်ဆိုရင်လည်းထည့်လို့မရဘူးပေါ့နော်ဂျပန်နိုင်ငံဖုန်းနံပါတ်မှရမှာဖြစ်ပါတယ်ကိုယ့်ရဲ့အကောင့်ကိုစစ်ဆေးမယ်ဆိုတော့ဒီနားမှာဆိုရင်ကျွန်တော်တို့အပေါ်မှာ setting ဆိုတဲ့နေရာသွားပြီးတော့ကြည့်မယ်နော်အဲ့မှာ setting ဆိုတစ်ချက်လောက်နေကြည့်လိုက်စတင်ကိုနှိပ်လိုက်ပြီးဒီအောက်မှာလည်းကိုယ့်ရဲ့လုံခြုံမှုကိုနှိပ်လိုက်ပေါ့စတင်ပြန်နှိပ်လိုက်ဒါဆိုရင်ကိုယ့်ရဲ့အပေါ်ဆုံးမှာဆိုရင်ဒီနားမှာဆိုအကောက်ဆိုတဲ့နေရာမှာနှိပ်ရမှာဖြစ်ပါတယ်နော်လူခေါင်းပုံအဲ့ဒီကောင်နှိပ်လိုက်ဒီမှာဆိုရင်အကောက်ချက်လက်နှိပ်ပါဒါဆိုရင်စောနာမှာကျွန်တော်ဖွင့်လိုက်တဲ့ Gmail အကောက်ပေါ့နော်ဒီမှာမိတ်ဆွေတို့ကြည့်လိုက်ပထမဆုံးအကောက် data မှာပဲကြည့်လိုက်
ဂျပန်လိုမျိုးပေါ်သွားပြီเนาะဒီမှာသင်ဆွနာကျွန်တော်ရဲ့ကြည်မီသူကပွေသွားပြီโอเคเนาะမှန်သွားပြီဒါဂျပန် region အကောက်ဖြစ်သွားပြီเนาะမိတ်ဆွေတို့နောက်ကြရင်เนาะမိတ်ဆွေတို့ live လွှင့်တယ်လဲပတ်စံရအကုန်လုံးရတာဖြစ်ပါတယ်เนาะကျွန်တော်ဟိုဘက်အကောက်ဆိုနေ့လေတော့ကကျွန်တော် live လွှင့်တာကเนาะဒေါ်လာရတယ်နော်အရာနဲ့မှမြန်တယ်ကောင်းလဲကောင်းတယ်ပေါ့နော်โอเคဒါစီမိတ်ဆွေတို့ live လုပ်နိုင်မယ်လို့ပြပါတယ်တကယ်လို့မလုပ်တတ်ဘူးဆိုရင်တော့မေးလာလို့ရပါတယ်เนาะMessenger မှာလည်းမေးလာလို့ရတယ် page Messenger မှာလည်းမေးလို့ရတယ်ကျွန်တော်ရဲ့ page နာမည်ကိုလည်း like and follow လေးတွေလုပ်ပြီးလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါเนาะဒါကတော့ဂျပန် region အကောက်အတစ်ဆက်ဆက်တစ်ခုရပါပြီတော့เนาะ follow ကတော့0ပဲရှိသေးတယ်ပုံလေးပါလေးညာလေးခဏနေမှပြန်ပြီးတော့ပြောင်းရမှာဖြစ်ပါတယ်เนาะ okay